ကိုနောက်ဆုံးချီးမြှောက်ခြင်းစွမ်းတနအနေနဲ့အဲ့ဒီဟာတွေဘုရားအကုန်လုံးတကားလဲဝဲသားစွန်းနေဘုရားတပါးတည်းကိုပဲကခိုင်းပြီးတော့မြတ်စွာဘုရားဖုံးပေးတွင်းကြံနေတဲ့ဥစ္စာတွေကိုသုံးနာကိုပြောတယ်ဘယ်သူမှမစားစီနေတယ်အဲ့ဒီဥစ္စာတွေတွင်းတူးပြီးတော့မြုပ်ပြလိုက်တွင်းတူးပြီးတော့မြုပ်ပြလိုက်ဆိုတော့သုံးနာကလည်းကောင်းလာပါပြီမြတ်စွာဘုရားဆိုပြီးတော့ဘုရားဖုံးပေးလို့ကျွန်းကြံတဲ့အဲ့ဒီဝဲသားတွေအကုန်လုံးယူသွားပြီးတော့ကြံတာတွေတွင်းနဲ့တူးပြီးတော့မြုပ်ရေထဲများထည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ရှင်းနဲ့ကိုဒီလိုကိုမြည်သွားတယ်နာဩဇာတွေထည့်ထားလို့အဲ့ဒီလိုကောင်းတဲ့အစားအစာတွေဖုံးပေးပြီးတော့သုံးနာကိုလည်းမြတ်စွာဘုရားရှင်ကိုတော်မြတ်ဟာလာဓမ္မိယကတာရဲ့တန်တသိတိသမာတပိတိပေါ့တရားစကားများကောင်းစွာဟောကြားပြီးတော့ဘုရားရှင်ကိုတော်မြတ်အဲ့ဒီသုံးနာရွှေပတိန်သေးရဲ့အိမ်ကနေပြီးတော့ခရီးဆက်ရအောင်ပဲတဲ့သံဖုံးပေးပြီးခရီးဆက်မှာဘယ်ကိုကြွမလဲဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့ပါဝါပြည်ကိုကုသိဏယုံကိုကြွရပါဝါနဲ့ကုသိဏယုံယခုနေ့ကပြောတာတဲ့3ကာဝုတ်9မိုင်လောက်ရှိ9မိုင်လောက်ကကြီးကိုဘုရားရှင်ကိုတော်များကြွတော့မယ်တာကောဘဂဝါအာသမန္တံအာနန္တံအမန္တေတိအာနန္ဒငါပြရဲ့တန်တော်ပ၌ခါဇာလိမအိုညီဘောအာနန္ဒအာယမလာသွားကြကုန်သို့ယေနကုသိနာရံတေနုပသင်္ကမိတ္တမယေနအကျင့်အရနဲ့ကုသိနာရံကုသိနာရုံမျိုးသည်အတ္တိရှိတေနာတို့ကုသိနာယုံရှိရသောဥပသင်္ကမိတ္တမသွားကြကုန်စို့ကုသိနာယုံသွားမယ်ကြည်သာအာနန္ဒခရီးပြင်သမှာဒီတော့အာနန္ဒကိုတော်မြတ်ကခရီးကြွဖို့ပြင်ဆင်အဲ့ဒီသုံးနာရွှေပရိသေအိမ်ကနေဖယားခရီးထွက်တော့အတ္တကောဘဂဝတောသုံးနာမကမ္မာရဗုဒ္ဓသာဗတ္တံဗုဒ္ဓဝိသခရောအာဘာတောဥပ္ပဇိပပါလာဝေဒနာပောတန္တိမာရဏန္တိကလောဟိတဘေကန္တိကပပါလာဝေဒနာပောတန္တိမာရဏန္တိကဓာတုတံဘဂဝါသတောသံပဇာနောအဓိဝသေတိဒါကောတုကဘဂဝါတောဘုရားရှင်ကိုတော်မြတ်အားသုံးတမကမ္မာရဗုဒ္ဓသာသုံးတဆိုတဲ့ရွှေပရိသေရဲ့ဗတ္တံဆွမ်းကိုဗုဒ္ဓဝိသဖုံးပေးပြီးခဲ့သည်ရှိသောခရောကြံတလတ်သောအာဘာတောအနာယောဂါသည်ဥဒ္ဒပါတိဖြစ်ပေါ်ခဲ့လေပြီသုံးတရွှေပရိသေဆွမ်းရဲ့ပုံဆွမ်းကိုဖုံးပေးပြီးလို့အဲ့ဒီသုံးတရွှေပရိသေအိမ်ကနေကြွတော်မူတဲ့အခြင်းဘုရားရှင်ကိုတော်မြတ်အာယောဂဝေဒနာကြီးကျယ်ကရောက်လာတယ်ဗတ္တံဗုဒ္ဓဝိသခရောအာဘာရဥပ္ပိစီပပါလာဝေဒနာပောတန္တိမာရဏန္တိကလောဟိတဘေကန္တိကပရိနိဗ္ဗာန်စံရလောက်အောင်သွေးတွေအကြီးကျယ်ဆင်းတဲ့ယောဂဘုရားမှာဖြစ်လာတယ်တဲ့ဒီတော့ရင်တွေးလိုက်မယ်ဆိုလို့ရှိရင်တော့ဘယ်နဲ့တွေးစရာကဖြစ်လာလဲသုံးတရွှေပရိသေဤဝေသာစွမ်းတွေကိုဖုံးပေးမိလို့သို့မဟုတ်မြစ်တွေကိုသို့မဟုတ်မှုတွေကိုသို့မဟုတ်နွားတို့စွမ်းတွေကိုသို့မဟုတ်ရတာယနာဆေးတွေကိုအဲ့ဒါတွေဖုံးပေးမိလို့တနည်းပြလူဘိန်းတွေးနဲ့တွေးလိုက်ရင်ဘုရားအသာမှားလို့များဝမ်းနေသွားသလားလို့ဒီလိုတွေးရင်တွေးเสียရှိဒါကြောင့်တွေးတဲ့ပုဂ္ဂိုလ်လည်းဒီလိုတွေးတယ်ဒီတော့ဘုရားရှင်ကိုယ်တော်မြတ်ဒီလိုမဟုတ်ဘူးအဲ့ဒီသုံးတရွှေပရိသေရဲ့ဆွမ်းကိုဖုံးပေးပြီးတဲ့အချိန်မှာဘုရားရှင်ကိုယ်တော်မြတ်အင်းအားတွေသိပ်ဖြစ်လာတယ်သိပ်ပင်မနွမ်းနဲ့ရာသီကလည်းပူပြင်းခရီးကလည်းပန်းအလုတ်ကလည်းပန်းရာသီကလည်းပူပြင်းခရီးပန်းအလုတ်ပန်းဖြစ်ပြီးတော့အသက်အရွယ်ကြီးနေတဲ့ဘုရားဟောဒီပါဝါကနေကုသိဏယံကြွဖို့ရန်ခရီး9ယူဇနာလောက်3ကာဝုတ်လောက်ရှိတဲ့ခရီးကိုလေအဲ့ဒီသုံးနာရဲ့ဆွမ်းကိုဖုံးပေးမိလို့သာလင်ကြွနိုင်တာတဲ့ဒီဆွမ်းသာမဖုံးပေးရရင်ဒီခရီးဘုရားကြွကိုမကြွနိုင်ဘူးဒီတော့သုံးနာဆွမ်းဒီဘုရားအတွက်ဘာဖြစ်လာသလဲဆိုလို့ချင်းအထောက်အပံ့ဖြစ်လာတယ်အားတွေဖြစ်လာတယ်ခရီးသွားဖို့အားတွေဖြစ်လာသုံးနာရဲ့ရွှေပရိသေရဲ့ဆွမ်းကိုဖုံးပေးမိတဲ့အတွက်ကြောင့်ဘုရားယောဂဖြစ်တယ်လို့ဒီလိုမဟုတ်အဲ့ဒီဆွမ်းဖုံးပေးပြီးတာနဲ့ဘုရားမှာယောဂဖြစ်လာတာနဲ့တော့တပြိုင်နဲ့ကြသွားတော့မှတ်နဲ့ရှေ့စဉ်နောက်စဉ်တော့မှတ်နဲ့အလောင်းတော်ဘောဈေးသမားဖြစ်စဉ်တော့သတိတယောက်သွားပြီးတော့ဈေးကုအဲ့ဒီတတိကယောဂလေးပြော့ရောဈေးကမပေးဘူးတဲ့အလောင်းတော်ဈေးသမားကိုအလောင်းတော်ဈေးသမားဈေးကမပေးတော့အလောင်းတော်ကသိဆိုးပြီးတော့ငါဈေးကမပေးရကောင်းလားဟာဆိုပြီးတော့အဲ့ဒီတတိကိုခဏယောဂမကုန်သေးဘူးနောက်တာဈေးတစ်ခွက်တောက်ဖို့ကြံသေးတယ်သူကနောက်တာဈေးတစ်ခွက်တောက်ဖို့ကြံသေးတယ်ဒါဖြင့်တိုက်တာပေါ့ဗျာကျုပ်တောက်ပါမယ်တတိကလည်းပဲဈေးအလကားရရင်တော့သူကလည်းအကုန်ကျုံတောက်မယ်တတိမျိုးနဲ့တူပါတယ်နော်ဒီတော့တောက်ပါမယ်ဆိုပြီးတော့ဒီကတိုက်လိုက်တဲ့ဈေးကဘာဈေးလဲဆိုတော့ယောဂကတော့ကုန်နေပြီနော်ဈေးကမပေးတဲ့အတွက်ကြောင့်ဝမ်းလျှောတဲ့ဈေးတွေတိုက်ထားတဲ့ဒီတော့ဆရာဝန်များလည်းတော်တော်စဉ်းစားစရာကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတာပေါ့တို့ပြီးသားနော်အဲ့တော့ဝမ်းလျှောတဲ့ဈေးတွေတိုက်လိုက်ရဲ့အဲ့ဒီသတိမင်းဈေးဘိုးလေးမပေးတဲ့သတိမင်းဘာဖြစ်သလဲဆိုတော့ပိုက်ဆံနှမျိုးတဲ့သတိဝင်းနေအကြီးကျယ်လျှော့အဲ့ဒါကိုအလောင်းတော်ကြီးကကြည်ပြီးတော့စိတ်ထဲပီတိဖြစ်ခြင်းလည်းပြည့်ခဲ့မယ်ပေါ့လေသူလုပ်တဲ့အကုသိုလ်အောင်မြင်သွားတာအဲ့ဒါရောက်ပြီးတော့ဝိဘက်တွေလိုက်တာယခုနောက်ဆုံးပြိဋိဘံစံတဲ့အချိန်အထိထိုဝှကျွေးဟာမကုန်ချဘူးအဲ့ဒီဝှကျွေးလိုက်လာ
ဒါကြောင့်ဝိဘက်ဟူသည်ကြာမရှိခင်ပြန်လီဓာမျိုးမကောင်းကြိုးဖြင့်နောက်ပိုးလိုက်တဲ့သူကိုဖြက်ကကိုပြက်တတ်စွာဤလူရွာဝဲဓမ္မတအယုပမာနိုးမူခါမျိုးချိုမျိုးစိစိတ်ပြုကထိုမျိုးအလားမချတူပြီးခါချိုသည်သို့သာကြီးမင်းပြူမပိုက်တော်လောသူကိုသယံမကြော့ကြမ်းနှင့်လူနှံကိစ္စကျိုးမလာဘူးနိယာမမျိုးကောင်းအဆိုးဒီပြည့်ကျိုးနှစ်ပါးဖြစ်တညာကဖယားတော်မှမလွတ်ရဘူးမာလီစော်ပြရေးတဲ့မကတွေဝဖယားတော်မှရှောင်လို့မရဘူးဒီတော့ဒုတိယနာပရိသသံဝေကကမ်းမှာအဲ့ဒါလည်းပဲထိပ်ပြီးတော့သံဝေကယူထားခဲ့ကြပေါ့ဒီတော့ဘုရားဟာဝင်သွားတာဘာကြောင့်သွားသလဲအဲ့ဒီဝိဘဲကြောင့်သွားတာစုံဒဘာအပြစ်မှမရှိဘူးအကယ်၍အဲ့ဒါတစုံတယောက်သောပုဂ္ဂိုလ်ကစုံဒသွားပြောရင်တော့ဒုက္ခစုံဒမင်းကျွေးလိုက်တဲ့ဆွမ်းကိုဖုံးပေးပြီလို့မြတ်စွာဘုရားဝမ်းနေအကြည့်ကျလျှော့တယ်ကွယ်မင်းဘုရားကိုမတဲ့တာတွေသွားကျွေးရမလန်းဆိုပြီးတော့အဲ့ဒါကုသိုလ်ပြုတဲ့လူကိုရားကနေပြီးတော့အဲ့ဒါနှောက်ရှက်စကားသွားပြောမိခြင်းဟိုပုဂ္ဂိုလ်ကစိတ်မချမ်းသာဖြစ်ပြီးတော့သူ့ကုသိုလ်အချင်းကြီးဖြစ်သွားနိုင်တယ်အားကြောင့်မလို့ကုသိုလ်ရှင်တွေကုသိုလ်တစ်ခုတစ်ခုပြုပြီးရင်ဘာလေးပဲလူလဲဘာလေးပဲကျွလိုက်ဘေးကနေပြီးတော့ဘာရဲ့ညာရဲ့သွားပြီးတော့မပြောကြနဲ့ဒီကလူကပုဂ္ဂိုလ်ကသာမိမိဘာသာမိမိခန္ဓာကိုယ်တည်ဆောက်ဖို့အနေထားနဲ့မိမိစင်ကျင်ပြီးတော့ဒါဖုံးပေးဖို့ပဲဟိုကတော့ကုသိုလ်ဖြစ်ခြင်းလို့လူတာပဲဒီတော့တကယ်ဒီမှာတော့ဘုရားရှင်ကိုယ်တော်မြတ်ဟာစုံဒနဲ့ဘာမှမဆိုင်ဘူးစုံဒရဲ့ဆွမ်းနဲ့ဘာမှမဆိုင်ဘူးဆိုတာဒုပိသမှတ်ပါပါဠိတော်မှာလည်းပဲဗဒ္ဒံဗုဒ္ဓဝိသခရောအာဘာရောဥပ္ပစ္စည်းဆွမ်းဖုံးပေးပြီးသောအခါမှာယောဂဖြစ်တယ်လို့ဆိုတယ်ဒီဆွမ်းကိုဖုံးပေးရသောကြောင့်လို့ဒီလိုဟိတ်နဲ့မပြဘူးဒါကြောင့်မလို့စုံဒနဲ့ဘုရားနဲ့ဒီမှာဘာမှလားမဖြစ်ကြဘူးစုံဒရဲ့ဆွမ်းကြောင့်မြတ်စွာဘုရားမှာဘာအပြစ်မှမဖြစ်သွားဘူးဒီဆွမ်းကိုဖုံးပေးပြီလို့ဘုရားဘာယောဂမှမရဘူးအာတောင်ဖြစ်သေးတယ်ဆိုတာဒုပိသမှတ်လိုက်ကြဒီတော့ဘုရားရှင်ကိုယ်တော်မြတ်သည်ဗဂတိဆင်အပေါင်းဂတိတထောင်တို့ဤအားကိုဆောင်နိုင်တဲ့ဘုရားရဲ့ကာယဗလဗဂတိဆင်ဂတိတထောင်ရဲ့အားကိုဆောင်နိုင်တဲ့ဘုရားရှင်ရဲ့ကာယဗလဟာအဲ့ဒီလိုအကြီးအကျယ်ဆွမ်းပုံပေးပြီးလို့ဝမ်းယောဂါတွေဖြစ်လာပြီသွေးတွေဆင်းသွားပြီဆိုတဲ့အချိန်မှာအဲ့ဒီအားတွေဘုရားအကုန်ခန်းသွားတယ်ဘုရားပြော့သွားဓာတိကလည်းပူတော့အဲ့ဒါကိုယ်သိနာယုံအရောက်ဘုရားကြွမှာဖြစ်ဒါကြောင့်မို့လို့အဲ့ဒီကနေပါဝါကနေအာယူပြီးတော့ဘုရားကိုယ်သိနာယုံကိုတခါတည်းကြွကိုယ်သိနာယုံကြွတဲ့အခါကျတော့မတ္တကောဘဂဝါအတ္တကောဘဂဝါအာယသမန္တအာနန္ဒအာမန္တိတိတာကောဒုက္ခဘဂဝါဘုရားရှင်ကိုယ်တော်မြတ်သည်အာယသမန္တအာနန္ဒရှင်အာနန္ဒကိုယ်တော်မြတ်ကိုအာမန္တိတိမိန့်တော်မူခဲ့လေပြီအာနန္ဒကိုယ်တော်မြတ်ကိုမိန့်နဲ့အာယမအာနန္ဒယေနာကုတိနာရတေနုပသင်္ကမိတ်တံမှာကုတိနာယုံကိုသွားကြကုန်စို့အဲ့ဒီလိုဆိုပြီးတော့ကုတိနာယုံကိုဘုရားရှင်ကိုယ်တော်မြတ်တရွေ့ရွေ့နဲ့ပါဝါပြည်ကနေပြီးတော့သင်္ဃာရတွေဝန်းရံပြီးတော့ထွက်ကြွလာတဲ့အချိန်လန်ခုလာတဏှာကြတော့မှဘုရားရှင်ကိုယ်တော်မြတ်သည်တာကောဘဂဝါမေဃအောက်ကမအညတရသမိန်အတာကောဘဂဝါမေဃအောက်ကမအာသမန္တအာနန္ဒအာမန္တေရိတာကောဒုက္ခဘဂဝါဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မေဃကြွနေတဲ့လန်ခကြီးမှအောက်ကမဖဲခွာတော်မူ၍အာသမန္တအာနန္ဒရှင်အာနန္ဒကိုယ်တော်မြတ်ကိုအာမန္တေတိမိန့်တော်မူခဲ့လေပြီခကြီးကြွရင်နဲ့ကြွနေတဲ့လမ်းခကြီးကဘေးနာအသာလေးဖယ်ပြီးတော့အာနန္ဒာကိုမိန့်တော်မူတယ်အာနန္ဒငါဘုရားရဲ့တန်တော်ပါနဲ့ကာသလိမ္မာအိုညီဘောအာနန္ဒသံဃာဒိနထသင်္ကန်းကြီးကိုသတုကုဏလေးတက်လေးလွာကတ္တဝါခောက်၍ပညာပေးဟိခင်းလိုက်သမ်းပါငါဘုရားရဲ့တန်တော်ပါနဲ့ကာသလိမ္မာညီဘောအာနန္ဒငါဘုရားရဲ့နတ္တသင်္ကန်းကြီးကိုလေးတက်လေးကောက်ခောက်ပြီးတော့သစ်ပင်ရင်မှာခင်းလိုက်သမ်းပါကိလံတောသမိအာနန္ဒနိတိဒိဋ္ဌာမိအာနန္ဒငါဘုရားရဲ့တန်တော်ဘာ၌ကာသလိမ္မာဥညီဘောအာနန္ဒအာငါဘုရားသည်ကိလံတော်ပင်မတော်မူသည်အတမိဖြစ်၏နိတိဒိဋ္ဌာမိအပန်းပြေထိုင်လိုက်ဥမည်ငါဘုရားပင်မလွန်လို့ခရီးနားတဲ့အနေနဲ့သစ်ပင်ရင်မှာခဏလောက်တိုင်အောင်မေနတ္တသင်္ကန်းကြီးကိုသစ်ပင်ရင်မှာလေးတက်လေးလွာခောက်၍ခင်းလိုက်သမ်းပါနတ္တသင်္ကန်းလေးကောက်ဆိုတော့အဲ့ဒါခောက်ချိုးလေးချိုးလိုက်ရင်ကိုမဲ့နတ္တကအဲ့ဒါလေးတက်ဖြစ်သွားအဲ့လိုခင်းပြီးတော့သစ်ပင်ရင်မှာချလိုက်ပါဆိုတော့အာနန္ဒာကလည်းသူပါလာတဲ့နတ္တသင်္ကန်းကြီးသစ်ပင်ရင်လေးတက်လေးလွာဖြစ်အောင်ခောက်ခင်းဘုရားရှင်ကိုယ်တော်မြတ်အဲ့ဒီခင်းထားသောနေရာမှာထိုင်တဲ့အခါကျတော့မှတာကောဘဂဝါသမန္တအာနန္ဒအာမန္တိတိအာနန္ဒကိုယ်တော်မြတ်ကိုအာမန္တိတိမိန့်တော်မူလိုက်ပြန်တယ်အင်္ဂမေတောအာနန္ဒပါဏိယံအာဟာရပိပါတောသမိအာနန္ဒပိဝိသမိအာနန္ဒငါပြရဲ့တန်တော်ဘာနဲ့ကာသလိမ္မာညီဘောအာနန္ဒအင်္ဂငါဘုရားတိုက်တော်ပါတယ်မေငါဘုရားအတဲ့ပါဏိယံသောက်တော်ကြီးကိုအာဟာရဆောင်ခဲ့စမ်းပါ
จิตအာနန္ဒတောက်ရည်လေးတစ်ခွက်လောက်ရှာခဲ့ပါကွယ်